နွေရာသီမှာရန်ကိုမဝတ်လို့ကောင်းတယ်ကြား3လိုင်းစင်းပေါင်းပြီးလေမင်းတို့ဆိုင်မှာထက်ရောက်ပါတယ်ရှင်ဒီမှာဒီသားအခုပြပေးမှာတော့လေအခုရနိုင်မဲ့ကာလာလိုင်းလေးတွေပေါ့နော်ကာလာလိုင်းလေးတွေတစ်ချက်ထောင်ပြပေးအောင်အမောင်3လိုင်းစင်းကိုမှ over site ထိရတယ်ပေါင်ချိန်ဆိုရင်190 180လောက်ထိရပါမယ်ဘေးမှာ3လိုင်းစင်းနဲ့ပြီးတော့အရှိမဆိုရင်လည်း sticker လေးနဲ့ပါမယ်ဒါမျိုးကာလာအစုံလေးလာမယ်ပေါ့နော်ပြဒါအနက်ကလေးအနက်နဲ့အနက်ပြလေးကတော့အနက်နဲ့ပြအပြလေးကတော့များပါမယ်ရှင်ဒီမှာနော်ဒါလေးဆိုရင်ယောက်ျားလေးတွေຫນွေမှာပေါ့နော်အရန်ဝတ်ကောင်းတယ်အစိုးအောက်ကလည်းခံဝတ်ကြတယ်ပေါ့နော်အလုံးလုံးနဲ့လည်းဝတ်ကြတယ်တစ်ထည်မှဈေးနှုန်းလေးက3000နဲ့မှ600ကျပ်ပဲရှိပါတယ်ကာလာအစုံလေးရမယ်ပေါ့နော်ငါတဲ့တစ်စီးမှဆိုရင်ကာလာဆိုရင်ဒါမျိုးအစုံလေးတွေပါမယ်ပေါ့နော်ကာလာလိုင်းလေးတွေကတော့ရွေးယူလို့မရပါဘူးရှင်ပါရင်ပါတယ်လို့အယောင်လေးတွေကိုမျှပြီးတော့စီးပေးရဖြစ်ပါရှင်ပေါင်ချိန်ဆို190 180လောက်ထိရပါမယ်ငါးထက်တွဲမာယူတာနဲ့အိမ်ရောက်ငွေချေလေးလည်းပို့ဆောင်ပေးပါတယ်ရှင်စိုက်မှာစိတ်ကြိုက်လာရောက်ကြည့်ရှုပြီးတော့လည်းဝယ်ယူလို့ရပါတယ်မင်းတို့ဆိုင်ကမန္တလေးမြို့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်